ဒီကောင်လေးကတအားကိုချောရာကြောင့်မိန်းကလေးတွေအကုန်လုံးစေးရုံတက်လိုက်ရပါတယ်။ကောင်မလေးတွေကဒီမိသားစုနဲ့တွေ့ခွင့်ရဖို့အတွက်ပတ်စံပေးပြီးတော့တန်းစီနေကြတာပါ။အကြောင်းကတော့သူတို့ကမိသားစုအားလုံးဟာအင်မတန်မှချောမောလှပကြလို့ပဲဖြစ်ပါတယ်။မိဘနဲ့ကိုကဒလိုဘဝကိုအသားကျနေပေမဲ့အငယ်ဆုံးသားဖြစ်တဲ့ကူလင်းအတွက်ကတော့ဒလိုမွေးရပါချောနေတာကစိတ်ရှုပ်စရာတစ်ခုလိုဖြစ်နေကြတာပါ။သူအပြင်တခြားထွက်တာနဲ့ကောင်မလေးတွေအုံလိုက်ကြီးအနောက်ကနေလိုက်လာတာကြောင့်သူခမညာပြေးနေရပါတယ်။ဒီလိုကိစ္စတွေကြောင့်သူကတန်မှန်ယုံမျိုးနဲ့မွေးဖွားလာခြင်းခဲ့တာပါ။ခူလင်းရအပြင်လဲမထွက်တဲ့အပြင်အွန်လိုင်းကနေပဲစာသင်ကြားတာကြောင့်ချစ်သူမိန်းကလေးမပြောနဲ့တငယ်ချင်းရလို့တယောက်တောင်မှရှိမနေခဲ့ပါဘူး။တခြားတငယ်ချင်းဆိုလို့သူမွေးထားတဲ့ငါးလေးပဲရှိတာပါ။သူကအဲ့ဒီငါးလေးနဲ့ပဲနေတိုင်းစကားတွေပြောပြပါတယ်။မိသားစုကလည်း CCTV ကနေပြီးသူတို့သားပုံစံကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားကြပါတော့တယ်။အဲ့ဒါနဲ့ခူလင်းအပြင်ထွက်အောင်လို့တခုခုကြံပါတော့တယ်။ညဘက်ခူလင်းအပြင်ဘက်ထွက်လာတော့မိဘတွေစကားပြောနေရတွေကိုကြားသွားခဲ့တယ်။မိဘတွေကသူ့ကိုအွန်လိုင်းပညာရေးအတွက်ထောက်ပံ့ပေးနေရလို့ငွေသိမ်းမရှိတော့ကြောင်းနဲ့နောက်ရက်တွေဆိုရင်တော့ကျုပ်ဦးနဲ့ပဲနှစ်ပါးသွားတော့မယ်ကိန်းရှိနေတယ်လို့ညင်းနေကြတာပါခူလင်းကဒါအောင်ကြတော့စိတ်မကောင်းဖြစ်သွားခဲ့ပါတယ်အဲ့ဒါနဲ့မနက်ကျတော့အပြင်မှာကြောင်းသွားတတ်မယ်လို့မိသားစုတွေကိုပြောလိုက်ပါတယ်မိသားစုတွေလည်းပြောသွားပြီးမဲ့ခူလင်းကယောက်ျားလေးကြောင်းပဲတက်မယ်လို့ပြောလာတယ်ဒါဖြစ်သူကြီးစားမရမှာစိုးလို့စိတ်ညစ်သွားကြပြီးမဲ့အရင်ကလိုမဟုတ်ဖဲနဲ့အပြင်ထွက်လာပြီးဆိုတာကိုတွေးပြီးဘာမှအတော့မတက်ကြတော့ပါဘူးအကူကဆိုင်ကယ်နဲ့ကြောင်းလိုက်ပို့ပြီးတော့ခူလင်းကဆိုင်ကယ်အုပ်ထုံးမချော်ဖဲကြောင်းကန်းလေးကိုဝင်သွားခဲ့ပါတယ်ကျောင်းသားတွေကသူ့ပုံစံကြောင့်ဝိုင်းစားနောက်ကြပြီးကျောင်းကအနိုင်ကျသမားတွေဖြစ်တဲ့ CD နဲ့သူ့ရဲ့လူတွေစီကနေလည်းနှောက်ယှက်တာကိုခံရတော့တာပါဆီယမလာတော့ခူလင်းကိုဆိုင်ကယ်အုပ်ထုပ်ချုပ်ပြီးတော့မှစာသင်ရမယ်လို့ပြောတယ်ခူလင်းအုပ်ထုပ်ချုပ်လိုက်တာနဲ့ဆီယမဟာနှာခေါင်းသွေးတွေယူလာပြီးအရေးပေါ်ဆေးရုံကပါခေါ်လိုက်ရတာပါတကြောင်လုံးမှာလည်းကျောင်းသားတွေကအရန်ကိုချော်ရဲဆိုတဲ့တဲ့င်းကချက်ချင်းကိုပြန်သွားခဲ့ပါတယ်CD တို့ဖွဲ့ကခူလင်းကိုဖမ်းခေါ်သွားပြီးသူတို့အတွက်တခုခုလှုပ်ခိုင်းပါတယ်မိန်းကလေးကျောင်းကအချိုးဆုံးဖြစ်တဲ့အမန်ဒါစီသွားပြီးတော့သူတို့ရဲ့ကျောင်းနှုတ်ဆက်ပွဲကိုလာခိုင်းမှုခူလင်းကိုခိုင်းပါတော့တယ်ခူလင်းလိုကောင်းကျုံးလေးသားဆိုရင်တော့အမန်ဒါကလက်ခံမှဖြစ်ပြီးအဖော်အနေနဲ့သူတို့အနိုင်ကျင့်နေကြကီဘိုကိုပါခေါ်သွားခိုင်းတာပါခူလင်းကတော့ကျောင်းကိုကြီးစီသွားပြီး CD တို့အနိုင်ကျင့်တဲ့အကြောင်းကိုသွားတိုင်ပါတယ်ဖြစ်ချင်တော့ CD ကကျောင်းကြီးရဲ့သားဖြစ်နေလို့ဘာမှမတတ်နိုင်ခဲ့ပါဘူးဒီလိုနဲ့နှစ်ယောက်ကမိန်းကလေးကျောင်းကိုသွားတော့ကျောင်းသူတွေကခူလင်းကိုဆိုင်ကယ်အုပ်ထုပ်ချုပ်ခိုင်းပါတယ်ခူလင်းအုပ်ထုပ်ကိုချုပ်လိုက်တော့မိန်းကလေးတချို့ကယူကုန်ကြတဲ့သူယူနှာခေါင်းသွေးယူတဲ့သူကယူတဲ့ပြင်တချို့ဆိုလဲစိတ်ဟုန်တင်လိုက်ရတာပါအဲဒါကြောင့်ခူလင်းကျောင်းက TV သတင်းမှာပါလာပြီးအမန်ဒါကလည်းတွေ့သွားခဲ့ပါတော့တယ်အမန်ဒါက TV မှာခူလင်းကိုမြင်တော့အရန်ကိုချောတာကြောင့်သဘောကျသွားခဲ့တာပါညကျတော့မိန်းကလေးတွေအကုန်လုံးခူလင်းကိုတွေ့ဖို့သူ့ရဲ့အိမ်ကိုရောက်လာကြပါတယ်ခူလင်းကတော့အကွဲမှာပုံနေပြီးမိသားစုတွေကကောင်မလေးတွေစီကနေခူလင်းကိုတွေ့ခွင့်ပေးဖို့ပတ်စံတွေကောင်းနေကြတာပါဒါကိုခူလင်းသိတော့ဝမ်းနေသွားပြီးအိမ်ကဖုန်းဆက်လာတော့လည်းမပြန်လာဘူးလို့ပြောလိုက်ပါတယ်နောက်တော့အိမ်ထဲမှာလူရမ်းများလို့ငားကန်ကွဲပြီးသူငားလေးတည်သွားတာကိုတွေ့လိုက်ရပါတယ်ခူလင်းလည်းပိုဝမ်းနေသွားပြီးတခြားနေရာထွက်လာတော့မှကောင်မလေးတယောက်ကသူ့ကိုယ်တော်မကြည့်ပဲအေးအေးဆေးဆေးထိုင်နေတာကိုတွေ့လိုက်ရပါတယ်သူမထွက်သွားပြီးရနဲ့ခူလင်းတယောက်နှလုံးခုန်လာခဲ့ပါပြီနောက်တော့ကီဘိုအိမ်မှာပဲသွားပြီးတော့မနက်မှာတော့အမန်ဒါကိုကျောင်းနှုတ်ဆက်ပွဲဖိတ်စာသွားပြီးတော့ပေးပါတယ်အမန်ဒါကခူလင်းရှိမှဘာမှမဖြစ်သလိုနေပေမဲ့ခူလင်းထွက်သွားတာနဲ့နှာခေါင်းသွေးယူလာပါတော့တယ်ခူလင်းနဲ့ကီဘိုကနောက်ပိုင်းမှာအချက်ဆုံးတငယ်ချင်းတွေဖြစ်သွားပြီးကီဘိုကသူကြိတ်ပြီးတော့သဘောကျနေတဲ့တငယ်ချင်းကောင်မလေးရီရီနဲ့မိတ်ဆက်ပေးပါတယ်ဖြစ်ချင်တော့ရီရီကခူလင်းလမ်းမှာတွေ့ခဲ့တဲ့ကောင်မလေးဖြစ်နေခဲ့တာပါတငယ်ချင်းနဲ့အကြိုက်တူးနေပေမဲ့အခုမှပထမအဆုံးသဘောကျဘူးတာမလို့ခူလင်းကလက်မလျှော့ချင်ခဲ့ပါဘူးအဲဒါကြောင့်မိသားစုစီယာနဲ့အကြံဉာဏ်တွေတောင်းပါတော့တယ်ပြီးတော့ရီရီစီယာချက်ကိုရဖို့အတွက်စူးစမ်းတော့တာပေါ့တရံကြတော့အမန်ဒါကကျောင်းကိုကိုယ်တိုင်လာပြီးသူမမွေးနေ့ပါတီကိုလာဖို့အတွက်ခူလင်းကိုလာပြီးတော့ဖိတ်ပါတယ်အဲ့ဒါအပြင်ခူလင်းအတွက်ဖုန်းတစ်လုံးမှဝယ်လာပေးပါသေးတယ်တစ်ဖက်မှာလည်းခူလင်းဘလောက်စူးစမ်းရီရီကတော့ခူလင်းထက်ဆိုင်ရင်ကီဘိုနဲ့ပဲပို့ပြီးတော့စကားပြောပြကြတာပါခူလင်းကကီဘိုကိုကြိုက်နေရလားလို့ရီရီကိုမေးလိုက်တော့သူမခေါင်းခါပြပါတယ်ကီဘိုကအမန်ဒါကိုကြိုက်နေရလားလို့ပြောပြလိုက်တော့ရီရီမျက်နှာပြတ်သွားတာကိုသတိထားမဲ့လည်းမိပါတယ်ခူလင်းကအမန်ဒါစီဖုန်းခေါ်ပြီးသူ့ကိုတခုကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်ခူလင်းကကီဘိုနဲ့အတူတူမွေးနေ့ပွဲသွားတော့အမန်ဒါကကီဘိုကိုတနေရာခေါ်သွားပြီးတော့နမ်းလိုက်ပါတယ်ရီရီတွေ့သွားတော့ဝမ်းနေပြီးတော့ငိုနေတော့ခူလင်းကဖွင့်ပြောလိုက်ပါတယ်ဒါပေမဲ့ရီရင်ကခူလင်းကိုတငယ်ချင်းလိုပဲသဘောထားရဆိုပြီးတော့ညင်လိုက်တာပါတပတ်မှလည်းကီဘိုနဲ့အမန်ဒါနန်းနေရာတွေကို CD တို့တွေ့သွားပြီးအပြန်လမ်းမှာကီဘိုကိုဝိုင်းပြီးတော့ထိုးကြပါတော့တယ်ခူလင်းတွေ့သွားတော့သူ့လောက်ခဲ့မိရအတွက်နောက်သားရနေခဲ့ပြီးနောက်ရက်မှာကီဘိုကိုအမှန်တိုင်းပြောလိုက်ပါတယ်ကီဘိုကစိတ်ဆိုးသွားပြီးတော့ကျောင်းမှာလည်းစကားမပြောတော့ပါဘူးအမေကခူလင်းကိုနှစ်သိမ့်ပေးပြီးနောက်တစ်ခါသွားတောင်းပန်မှုပြောပါတယ်ခူလင်းကရီရီကိုအကုန်ပြောပြပြီးကီဘိုစီကိုသွားပါတယ်ရီရီကိုသဘောကျလားလို့မေးတော့ကီဘိုကဘလို့သဘောကျကြောင်းပြောပါတော့တယ်ဖြစ်ချင်တော့ခူလီကရီရီစီကိုဖုန်းခေါ်ထားတာမလို့ရီရီလည်းအကုန်ကြားသွားပြီးကီဘိုနဲ့ချက်သူဖြစ်သွားကြတာပါကျောင်းနှုတ်ဆက်ပွဲတွေသွားတော့ခူလင်းက
ကင်းရပြီးတော့အမန်ဒါကကွင်းရတာပါအဲ့ဒီချိန်ကောင်မလေးတယောက်ကခူလင်ဟာတမန်ရုပ်ရည်ပဲရှိရလို့ပြောလိုက်ပါတယ်အရာကိုကြားသွားတဲ့ခူလင်ကနှလုံးခုန်လာခဲ့ပြီးသူ့သဘောကျတဲ့မိန်းကလေးတယောက်ထပ်တွေ့ပြီဆိုတာသိလိုက်ရပါတော့တယ်ဒီနေ့ recap ကိုတစ်လုံးနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်အသေးသက်သောစိတ်ဝင်စားဖွယ် recap တွေနဲ့ပြန်လာခဲ့ပါအောင်မယ်အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးပါ like and share subscribe ခေါင်းလောင်းနေပြီးတော့အားပေးသွားကြပါအောင်နော်